哈，啊，买来了。ဦးလေးရောကိုကြီးရောနော်ဒါဟိုအားလုံးအဝေးမတက်ဖြစ်မှာဆိုလို့စာဦးလေးစာဗာလဲကိုကြီးကြရောစာလေးတော့ဖြူပြီးစားမိုက်တယ်နော်ဒါကိုကြီးတွေဦးလေးတွေတော့ဒါအစ်မဲ့တယ်โอเคမင်္ဂလာပါကျွန်တော်ကတော့တောသားလေး AK ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှာတော့ချင်းအစ်တစ်ပုတ်ပေါ့နော်ကျွန်တော်အခုမှစထွက်တဲ့ချင်းလေးကျွန်တော်အရန်ကြိုက်လို့ကျွန်တော်ချင်းရတငယ်ချင်းနေနဲ့အတူတူကြည့်မှာဖြစ်ပါတယ်โอเคကျွန်တော်ကိုလိုက်ကြပါစကားရအများကြီးပြောတော့ကိုမယ်ကျွန်တော်ရှေ့ရှေ့မှာကျွန်တော်တပုတ်ရှိရနော်ဒါမောင်လေးစားဆိုတဲ့ဆရာမကြီးအခုဘာကိုကြွေးမလဲတစ်ချက်ကြည့်မယ်အေးဦးလေးရောကိုကြီးရောနော်ဒါဟိုအားလုံးအဝေးမတက်ဖြစ်မှာဆိုလို့စာဦးလေးစာဗာလဲကိုကြီးကြရောစာလေးတော့ဖြူပြီးစားမိုက်တယ်နော်ဒါကိုကြီးတွေဦးလေးတွေတော့ဒါအစ်မဲ့တယ်ဘလို့သမီးကဖက်နီလာပါရဲ့Oh my god! Wow! အဲ့စာသားလေးတစ်ချက်ကြောင်းမရှင်းလို့ပြန်နားထောင်မယ်။ကြောက်နေမင်းတို့ကမဟုတ်တော့ဘူးကွာ။သမီးကဖက်နီလာကိုကြီးကဘာတက်မူလာကိုကြီးကပကြီးဆရာနော်စာသားတွေကဟိုကတော့မောင်လေးစားတဲ့ချင်းနဲ့မလို့ကလေးကလာမဟုတ်တော့ဘူးနော်ဆွဲရမဲ့အဲ့ပကြီးဆိုတဲ့စာသားကြီးထည့်ထားတာကြီးကသလုံးကအဝင်ကွင်းကြနော်ကာပါဆွဲပကြီးဆွဲခိုင်းတာတော့ကိုကြီးတွေတခြားတွေမတွေ့နဲ့စာသားတွေကကျွန်တော်ဒါမောင်လေးတွေကိုကျွေးတဲ့စာသားတွေထဲလုံးဝမဲ့နေနော်ဒါအမြင့်နဲ့စားလို့ပါဗာပဲအတိနဲ့စားအတိရောအမြင့်တွေရောကျွန်တော်တို့ဒါရင်မီးစုံနဲ့ဦးလေးတွေကိုကြီးတွေကိုဒါကျွေးမှာဖြစ်ပါတယ်ဆောင်းမိုက်တယ်အသီးကကျွန်တော်ဘာအသီးဖြစ်မလဲ
သမီးနဲ့စားလို့ကအသီးနဲ့စားဘာသီးဖြစ်မလဲကျွန်တော်ဒါတပြစ်သီးတို့ပါတော့ဗောနော်လိမ်မော်သီးတို့ပါတော့ဖြစ်မှာပေါ့အဲ့အဲ့ပြေတဲ့အသီးတွေပါဗောအသီးနဲ့ထပ်စားမယ်တကယ်နမ်းလိုက်တာအဲ့ဒါတကယ်နမ်းလာပဲဖြစ်နော်မိုက်တော့မိုက်တယ်ဒါပေမဲ့ဒါကဒီအခုခေတ်မှာဒါလေးကအသိတော့ဟိုရိုင်းမစိုးပါဘူးနော်အဆင်ပြေပါတယ်ဒါတော့ကျွန်တော်ဒါအခုတခါကျွန်တော်တို့အစားခိုင်းတဲ့ဒီကိုကြီးတွေဦးလေးတွေကကျွန်တော်ဒါမောင်လေးတွေနဲ့မတူဘူးနော်ဒါအသီးတွေအမြီးတွေအစုံနဲ့ကြည့်ဒီမှာလုံးဝရှယ်ကျွေးရနော်ဘူးပေးတဲ့မိုက်ပါဒါဦးလေးတွေကိုကြီးတွေဂုံယူရမယ်အေးအမြီးနဲ့စားလို့အသီးနဲ့စားလုံးဝမှဲ့တယ်ကွာတော့မိုက်ပါလေနော်ကျွန်တော်ရဲ့တကယ်ချင်းနေကိုကြီးတွေဦးလေးတွေစင်ပြေလားဟုတ်ပါပြီကျွန်တော်အမီးလေးတွေအသီးလေးတွေကျွန်တော်စားလို့စင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နော်ကျွန်တော်ဒီနေ့ညဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်ကြောတကယ်ချင်းနေအားလုံးဘေးကင်းပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ